နောက်စိတ်ကဖြစ်တာဒါကြောင့်မလို့ဘုရားရှင်တို့မြည်သည်စကားတစ်ခုမိတ်တော်မယ်ဆိုရင်ဦးဇင်းတို့လူတကာနမတို့လွတ်ကနေအဲ့လိုပြောတာမရှိဘူးဦးဇင်းတို့ဒီကာမတွေကတခါလေပြောမယ်ဆိုတဲ့စိတ်ပဲရှိတာစိတ်ကတော့အရင်ပြောမယ်ဆိုတဲ့စိတ်ရှိလိုက်တယ်ကောင်းတဲ့စကားဖြစ်ဖြစ်မကောင်းတဲ့စကားဖြစ်ဖြစ်ဒေါသဖြစ်တဲ့စကားဖြစ်ဖြစ်ပြောမယ်ဆိုတဲ့စိတ်တော့ဖြစ်တယ်ဒါပေမဲ့အဲ့ဒီပြောမယ်ဆိုတဲ့စိတ်နောက်မှာဉာဏ်ကမပါဘူးဟိုစင်ကျင်တဲ့တတိမပါတဲ့အခါကျတော့ပြောတဲ့စကားတွေလည်းပြောမပြောတဲ့စကားတွေလည်းပြောတခါကျတော့ဒေါသဖြစ်လို့ပြောတယ်ဒေါသဖြစ်နေတဲ့အချိန်မှာတခါတည်းပြောတယ်ဒေါသလည်းပြီးရောအဲ့ကြမှာငါပြောတာမှားတယ်ဖြစ်သွားဘာဖြစ်လို့လဲအဲ့အချိန်မှာပြောမယ်ဆိုတဲ့စိတ်ဖြစ်တဲ့အချိန်မှာနောက်ကဉာဏ်နဲ့မစင်ကျင်လိုက်မိဘူးတတိနဲ့မစင်ကျင်လိုက်မိဘူးတတိနဲ့စင်ကျင်လိုက်လို့ရှိရင်တောင်းစကားဟာမပြောတဲ့စကားမပြောမိတော့ဘုရားရှင်တို့ကအဲ့လိုမဟုတ်ဘူးစကားတိုင်းဟာဘယ်စကားပဲပြောဘယ်စကားကိုပဲဘုရားရှင်တို့မိတ်ဉာဏ်နဲ့မစင်ကျင်ပဲပြောတဲ့စကားဆိုတာမရှိဘူးဒါကြောင့်မလို့မနုဿတ္တဘာဝဒုံလဘောလူဘဝတခုရဖို့ခဲရင်နဲ့ခက်ခဲတယ်ဆိုတာဘုရားရှင်ကပေါ့လေးနဲ့ပြောခဲ့တာမဟုတ်ပါဘူးကိစ္စမနုဿပရိလာဘောလူဘဝတခုရဖို့ဟာခက်ခဲနဲ့ရတယ်ဆိုတာတောင်းနဲ့ဘုရားရှင်တို့ပေါ့လေးနဲ့ပြောခဲ့တာမိန်ခဲ့တာမဟုတ်ပါဘူးအမတန်ကိုခက်ခဲနဲ့ရလို့ကိုမြတ်စွာဘုရားရှင်မိန်ဒါကြောင့်ဦးဇင်းတို့လူဘဝတခုရလာတယ်ဘလို့အခြေအနေမျိုးနဲ့ပဲရောက်လာဆင်းရဲတဲ့အတိုင်းဝိုင်းဆင်းရဲတဲ့အခြေအနေမျိုးနဲ့ပဲရောက်ချမ်းသာတဲ့အခြေအနေမျိုးနဲ့ပဲရရုပ်ဆိုးအကြီးတန်းတဲ့အခြေအနေမျိုးနဲ့ပဲဖြစ်ဖြစ်ရုပ်အစင်းလာတဲ့အခြေအနေမျိုးနဲ့ပဲဖြစ်ဖြစ်နောက်ဆုံးလူဆိုတဲ့ခေါင်းစဉ်လေးတစ်ခုရဖို့မနုဿဆိုတဲ့နာမည်လေးတစ်ခုရဖို့ဆိုတာဟာကုသိုလ်ကောင်းမှုမရှိဘဲနဲ့မရပါဘူးဒါကြောင့်ဦးဇင်းတို့ပရိသတ်တွေနေတဲ့အခါမှာလူတိုင်းဘဝတစ်ခုစတာဘယ်ဟာစလဲဆိုပရိသတ်တွေကစတာအဲ့ဒီပရိသတ်တွေစရင်ဘာနဲ့စလဲဆိုရင်ပရိသတ်တွေစိတ်နဲ့စတယ်စိတ်တွေကလည်းအများကြီးရှိတာပေါ့အဘိဓမ္မာသင်ဘူးတယ်လို့ဆိုရင်စိတ်ပေါင်း89မျိုးရှိတယ်အကျယ်ဆိုရင်121မျိုးရှိတယ်အဲ့တော့စပြီးပရိသတ်တွေနေတဲ့အချိန်မှာဦးဇင်းတို့ကဘာစိတ်နဲ့ပရိသတ်တွေနေလဲဆိုရင်ပရိသတ်တွေစိတ်နဲ့စပြီးတော့ပရိသတ်တွေနေတယ်အဲ့ဒီအချိန်မှာရုပ်ကလည်းပဲစပြီးတော့လူဘဝတစ်ခုစတဲ့အခါမှာကမ္မဇရုပ်နဲ့စပြီးပရိသတ်နေနေတယ်ရုပ်က၄မျိုးရှိတာပေါ့ကမ္မဇရုပ်စေတဇရုပ်ဥဒုဇရုပ်အာဟာရဇရုပ်ဘုရားတို့ခန္ဓာကိုယ်ကြီးမှာကြည့်ရင်အဲ့ဒီရုပ်တွေကိုခွဲလိုက်လို့ရှိရင်အဲ့ဒီ၄မျိုးတည်းမှာပဲအကျုံးဝင်တယ်ကမ္မဇရုပ်ဆိုတာကံကြောင့်ဖြစ်တဲ့ရုပ်ဘုရားတို့စပြီးအမေးဖွေးဝမ်းထဲမှာစပြီးပရိသတ်နေလိုက်တဲ့အချိန်မှာအဲ့ဒီအချိန်ကစပြီးတော့ကိုယ်ရုပ်ဟာအဲ့ဒီပရိသတ်တွေပေးလိုက်တဲ့ကမ္မဇရုပ်နဲ့ပဲတယောက်နဲ့တယောက်စမွေးပြီးတော့လာလဲပဲဒီရုပ်အတိုင်းပဲအသားရည်လည်းဒီအတိုင်းပဲရုပ်အစင်းလည်းဒီအတိုင်းပဲအဲ့ဒါဘယ်သူကပေးလိုက်တယ်ဆိုကံကပေးလိုက်တဲ့ရုပ်အမေဖေးပေးတာမဟုတ်ဘူးလားဆိုတော့ဟုတ်တယ်ဒီရုပ်ဒီဟာအမေဖေးပေးတာမဟုတ်ဘူးလားဆိုတော့မဟုတ်ဘူးလို့တော့မဟုတ်ဘူးအမေဖေးပေးတာတော့မှန်တယ်ဒါမဲ့တကယ်အရင်အမြင့်ကြည့်မယ်ဆိုလို့ရှိရင်ကံကပေးလိုက်တဲ့ရုပ်ကိုဦးဇင်းတို့ရတာအဲ့ဒါကိုကမ္မဇရုပ်လို့ခေါ်တာကံကြောင့်ပေးတဲ့ကံကြောင့်ရလာတဲ့ရုပ်အတိတ်ကဘဝတွေကစိတ်ထားကောင်းလေးရှိတယ်သူတို့ဘာပေါ်မှာလည်းစိတ်ထားကောင်းလေးရှိတယ်အဲ့ဒါဆိုလို့ရှိရင်တော့ရုပ်ကလေးကြီးလင်းကောင်းမွန်လေးချောမွန်လေးရတော့ဘဝတန်ត្រာတွေမှာဒေါသတွေကြီးခဲ့တယ်သူများပေါ်မှာမလို့မုန်းတာတွေများခဲ့တယ်အိတ်တာမစရိယတွေများတယ်သူများချမ်းသာတာမနာလို့တွေဖြစ်ခဲ့တယ်အဲ့ဒီစိတ်တွေများခဲ့ရင်တော့အဲ့ဒီကံကပေးရင်တော့ရုပ်ကလည်းပဲအဲ့ဒီကိုယ်နဲ့တန်တဲ့ရုပ်ပဲကိုယ်ဟာရကြတာအဲ့ဒါကံကပေးတဲ့ရုပ်ကတော့ကမ္မဇရုပ်စိတ်ကြောင့်ဖြစ်တဲ့ရုပ်ကြတော့စိတ်တဇရုပ်စိတ်ကလေးကြည်လင်းနေရုပ်ကလည်းကြည်လင်းတယ်စိတ်ကလေးညစ်နေရင်စိတ်ညစ်နေရုပ်ကလည်းမှိုင်းနေတာစိတ်ဆိုးနေရင်ဒေါသဖြစ်နေရုပ်ကတစ်မျိုးပြောင်းသွားတယ်အဲ့ဒါကြတော့စိတ်တဇရုပ်ဥဒုဇရုပ်ကြတော့ဥဒုကြောင့်ဖြစ်တဲ့ရုပ်ဥဒုမျှနေတယ်ဆိုလို့ရှိရင်ယာတိဥဒုလေးကောင်းလို့မျှတတနေတယ်ဆိုရင်ခန္ဓာကိုယ်ကလည်းကြည်လင်းရှိတယ်ယာတိဥဒုဒါပူနေတယ်ဆိုရင်ခန္ဓာကိုယ်ကလည်းအစင်မပြေမျက်နှာတွေကြည့်သုံးမုံနဲ့မျက်နှာတွေနီးပြီးတော့ယာတိဥဒုမကောင်းရင်အဲ့ဒီရုပ်ကတော့ဥဒုဇရုပ်အာဟာရဇရုပ်ကြတော့နေ့စဉ်စားတောက်နေတဲ့အာဟာရကနေပြီးတော့ပြီးတဲ့ရုပ်ကိုအာဟာရဇရုပ်အဲ့ဒီရုပ်၄မျိုးဦးဇင်းတို့ခန္ဓာကိုယ်မှာဖွဲ့ကြည့်လိုက်ရင်အဲ့ဒီ၄မျိုးတည်းအကျုံးဝင်တယ်